မောကတော့ရွာချလိုက်မှာပဲဟိုလူတော့ဆိုသေးဒီလူတော့မဆိုသေးမရှိပါဘူးရွာချလိုက်မှာပဲရေကိုစုမိခြင်းမစုမိခြင်းဆိုတာလဲရေကိုလက်ခံနိုင်တဲ့မြေအနေထားပုံမှာမို့ဟုတ်ကဲ့မင်္ဂလာပါတင်းကုန်းနဲ့ပတ်စင်တိုင်းတင်ဆက်ပေးနေတဲ့ Division My Favorite Season မှာကြိုဆိုပါရစေလောကမှာတတိယဆင်းရဲသားတွေလို့ဘာလို့အုပ်စုတွေကွဲသားကြတာလဲကျွန်တော်အချိန်ရတာလဲအတူတူပဲเนาะအဓိကတော့အချက်၃ချက်ဗျနံပါတ်၁ကတော့တေချာလေးနဲ့တဲ့ဆွဲလုံးလာရှိတယ်နံပါတ်2ကတော့အသိဉာဏ်ဘူးတုတာတွေကိုရှာဖွေတတ်တာနံပါတ်3ကတော့စီးပွားရေးလုပ်တတ်တဲ့ပညာရှိတာကျွန်တော်ဒီအချက်3ချက်ရှိရင်ကျွန်တော်တထေးချင်းရှိအောင်ကျွန်တော်တို့ဘီလီယံနာတထေးကြီးဖြစ်မယ်မရှိတဲ့သူချင်းဆိုရင်လည်းကျွန်တော်တို့ဒီတထေးဖြစ်လာမယ်ပေါ့ဗျာနော်ဟောငါတို့ကဘဝချင်းနေမပေးလို့ငါတို့ကဆင်းရဲသားမိသားစုကစဉ်းစားလာလို့မချမ်းသာဘူးလို့ပြောတာကျွန်တော်လက်ခံလို့မရဘူးဗျာနော်ဒီအခုဗီဒီယိုကြည့်တဲ့အထဲမှာလည်းဒီလိုအတွေးပါတဲ့လူတွေရှိရင်တခုပဲပြောချင်တယ်ဗျမင်းတကယ်မကြိုးစားချင်လို့ပါမင်းတကယ်လူချမ်းသာတရားမဖြစ်ချင်လို့ပါဗျာနော်လောကကြီးကမင်းကတော့တစ်သက်လုံးဆင်းရဲသားပဲလို့ကဲမင်းကတော့တစ်သက်လုံးတထေးလို့မသတ်မှတ်ထားဘူးဗျာနော်လောကကြီးကမင်းလို့ချင်တဲ့အရာတွေကိုတကယ်ပေးနေတာဟုတ်ကလောကကြီးလို့ခေါ်တယ်ဗျာနော်မိုးရွာလိုက်တဲ့အခါမှာမိုးကတော့ရွာချလိုက်မှာပဲဟိုလူတော့ဆိုစီဒီလူတော့မိုးရေတွေမထိစေနဲ့မရှိဘူးဗျာမိုးတော့ရွာချလိုက်မှာပဲမိုးရေကိုထိခြင်းမထိခြင်းကအဲ့လူနဲ့ပဲဆိုင်တယ်နော်မိုးရွာပြီးတဲ့အခါကိုလည်းကြည့်လိုက်တချို့နေရာတွေက6တွေ့နေမှာတချို့နေရာတွေကရေအိုင်လေးတွေကျန်ခဲ့မယ်ဗျာနော်အဲ့တော့မိုးကတော့ဒီနေရာရွာဆိုရွာချလိုက်မှာပဲဒီရေကိုလက်မခံတဲ့နေရာတွေကုန်းမြင့်တွေကြောင်းဒီအနှိမ့်ချိုင်ဝင်လေးဖြစ်နေတဲ့ရေအိုင်လေးမှာရေတွေကိုအရှံပဲရရှိနေတာပဲနော်အဲ့ဒီတိုင်းပဲလောကမှာလည်းအတူတူပဲငွေမိုးတွေကတလဲဆက်ရွာနေငွေတွေကကဘာကြီးကိုအရှိန်အဟုန်နဲ့စီးဆင်းနေတာမလိုချင်တဲ့လူတွေများနေလို့လိုချင်တဲ့သူတွေစီကိုငွေကအဆက်မပြတ်အရှံပဲစီးဆင်းနေရတာပါအဲ့ဒါကြောင့်တတိယဆင်းရဲသားရဲ့ဆိုတော့ကျွန်တော်ဖြစ်လာတာပါနော်ငွေတွေကိုငါယူလိုက်လို့တခြားသူတွေမရတော့ဘူးလို့လည်းမထင်လိုက်ပါနဲ့နော်မင်းစိတ်ချမ်းသာတာပျော်ရွှင်နေတာပါယူလိုက်ပါလောကကြီးမှာငွေကိုလိုချင်တဲ့သူတွေကိုပေးဖို့ငွေလိုင်းကြီးကရှိပြီးသားပါနော်မိုးပဲကြည့်တရက်ထက်ရွာလို့လားနော်နောက်နေ့လည်းထက်ရွာတာပဲလောကကြီးကနောက်တစ်ခုနေရာလို့ရှိတာကိုမကြိုက်ဘူးဗျဗီဒီယိုတစ်လုံးဝယ်ထားပြီးတော့အဲ့ဗီဒီယိုထဲမှာပစ္စည်းမထည့်ရတဲ့ဗီဒီယိုဆိုတာရှိလားလောကကြီးကအပြည့်ထည့်ပေးတာနော်ကားကုတ်တောင်တစ်ခုစောက်ထားတယ်ကားကုတ်တောင်စောက်ပြီးတော့ကျွန်တော်ကားမထားရတဲ့ကားမထည့်ရတဲ့ကိုတောင်ဆိုတာရှိလားမရှိဘူးနော်လောကကြီးကမင်းလိုချင်တာတွေကိုတကယ်ပေးဖို့အစင်းနဲ့ရှိနေတာဆိုတာမမိလိုက်ပါနဲ့မင်းယူလိုက်ပါမင်းယူလိုက်လို့တခြားသူတွေမရမှလည်းစိတ်မပူပါနဲ့လောကကြီးမှာငွေတွေလိုချင်စရာတွေကအရှံပဲရှိနေတာပါမလိုချင်တဲ့လူတွေများနေလို့လိုချင်တဲ့သူတွေစီကိုအရှံပဲပို့ပေးနေရတာပါနော်ရေကန်တူးခြင်းမိုးရေတွေကိုများများစုဆောင်းမိအောင်ဆိုတော့ကျွန်တော်တို့ရေကန်ကြီးတွေတူးမယ်တာတမန်ကြီးတွေတိဆောက်ထားတာတွေ့ဘူးမှာပါကျွန်တော်တို့အဲ့ဒီရေကန်ကြီးတွေကိုကျွန်တော်တဲကန်ရထဲမှာသွားတူးထားမယ်သွားတူးမယ်ဆိုရင်မိုးရေတွေကိုစုဆောင်းမိမယ်ထင်လားကျွန်တော်တို့မိုးကောင်းတဲ့နေရာလောက်ရေစုမိမယ်မထင်ဘူးဗျနော်အဲ့ဒီတိုင်းမှာကျွန်တော်တာတမန်တွေကိုလည်းကျွန်တော်တို့ဒီချောင်းအနေနဲ့ဝေးတဲ့နေရာမှာတိဆောက်လို့မရဘူးဗျာနော်။စီးပွားရေးလုပ်တဲ့အခါမှာလည်းနေရာဒေသအသိရေးကြီးတာဗျာနော်။တိုးကြီးတစ်ခုထဲမှာကျွန်တော်တို့ဒီကုန်တိုက်ကြီးတစ်ခုသွားဖွင့်ထားမယ်ဆိုရင်မြို့လက်ကောင်ဆိုင်ငန်းလေးတေးသေးလေးတစ်ခုလောက်တောင်ကျွန်တော်တို့ရေရှည်ရက်တီကိုမလွယ်ဘူးဗျာနော်။ဒီမြို့လက်ကောင်လည်းလာပြီးတော့ကျွန်တော်တို့ဒီတစ်ပင်ပန်းမှန်နေစိုက်ပြိုးစားမယ်ဆိုရင်ပုံမှန်ဝင်ခွင့်နဲ့မပိုးပုံမှန်ဝင်ငွေနဲ့မပိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာနော်။ကိုလုံးမဲ့စီးပွားရေးကဘယ်နေရာနဲ့တင့်တော်တယ်ဘယ်နေရာဆိုရင်တော့မြန်မြန်ရောင်းအောင်ကောင်းမယ်မြန်မြန်စီးပွားဖြစ်မယ်ဆိုတာကိုတော့ကျွန်တော်တစ်ချက်တက်ဖို့လိုတယ်ဒါမှမြန်မြန်ချမ်းသာမှာနော်လူတွေပဲမေးကြည့်လိုက်မင်းမြန်မြန်ချမ်းသာခြင်းလားနေချမ်းသာခြင်းလားလို့လူရတော့ပြောမှာပဲမြန်မြန်ချမ်းသာခြင်းနဲ့ပဲပြောမှာပဲကျွန်တော်နေချမ်းသာခြင်းနဲ့ပြောရင်တော့ဒါနည်းနည်းလွတ်နေလို့ပေါ့နော်ချမ်းသာလို့စိတ်ညစ်နေတဲ့လူတွေဆိုတာတွေ့ဘူးလားလောကကြီးမှာချမ်းသာလို့စိတ်ညစ်နေရတဲ့သူတွေရှိလားရှိခဲ့ရင်တော့ဒီပတ်စံထားစရာနေရာမရှိလို့ပဲဖြစ်မှာပါနော်ဆရာကြီးဦးကျော်လိုင်ရဲ့စကားနဲ့ပဲမိတ်ဆက်ပေးပြရသေးအချစ်ကငွေနဲ့ဝယ်လို့မရဟုတ်ပါတယ်ငွေရှိရင်တော့ဆွေးနွေးခွင့်တွေရလာလိမ့်မယ်နော်မင်းပတ်စံရှာနေလို့ပျော်ဖို့အချိန်ရောရှိရလားပတ်စံမရှိရင်ပျော်ဖို့အချိန်ရှိတော့ပျော်နိုင်ရဲ့လားလို့ဆရာကြီးရဲ့စကားကိုတကယ်ကြိုက်တယ်ကြာဟုတ်တယ်ဒီဆင်းရဲလို့အိမ်မှာနေတာနဲ့ဆိုင်ကျွန်တော်တို့ချမ်းသာစေမယ့်နီလန်းဆိုင်သေတာမှပိုကောင်းမှာနော်ကျွန်တော်ဆင်းရဲသားဘဝစကားထဲမှာဒါကြည့်လို့ကောင်းတာအပြင်ဘဝမှာငရဲခံရတဲ့နေကိုပို့ပြီးတော့ဆိုးတယ်ဗျာနော်စားကျင်တာလေးရမစားဘူးဝှက်ချင်တာလေးရမဝှက်ကောက်လူတကာအထင်သေးဒါတွေပြောဆိုတာတွေကျွန်တော်ခံရတယ်ဒါဆင်းရဲဘူးတဲ့လူတွေပဲသိတာဗျာနော်စကားတွေတည်းကြည့်ပြီးတော့ဆင်းရဲသားဘဝတွေကိုတွားပြီးတော့မตายရနဲ့ကျွန်တော်ခွေးပြစ်သွားမယ်ဒါကြောင့်လူတိုင်းချမ်းသာအောင်ကြိုးစားကြပါလူတိုင်းဘီဂင်နာတွေ
ဖြစ်အောင်ကြိုးစားကြပါလူချမ်းသာတွေဘီလီယံတွေစုတဲ့လူပတ်ဝန်းကျင်တစ်ခုကိုတိဆောက်ကြပါလို့ကျွန်တော်ပြောချင်တာပါနော်ကျွန်တော်တို့ချမ်းသာခြင်းရလဲဘုရားသခင်အလိုတော်တစ်ခုပါပဲနော်လူတိုင်းချမ်းသာကြပါစေငုံမိုးတွေရွာတိုင်းလဲရချပါစေလို့ပြောကြရင်လည်းကျွန်တော်ဒီဗီဒီယိုညီကုန်းချုပ်လိုက်ပါတယ်ကျွန်တော်ဗီဒီယိုဆုံးထိလိုက်ကြည့်ပြီလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်နောက်တစ်ပတ်တင်းနှင်းနေပါနဲ့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်တင်နဲ့ထပ်ဆောင်ခြင်းနေတယ်ကျွန်တော်ဗီဒီယိုလေးကိုလည်းလိုက်ကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်